မင်္ဂလာပါဒီနေ့မှာတော့ရှေ့ဗီဒီယိုမှာလုပ်ပြထားတဲ့ကင်ချီကိုအသုံးပြုပြီးဝက်သားကင်ချီချင်းချက်ပြပေးမှာဖြစ်ပါတယ်ကျက်သွန်ဖြူကိုဓာပြရိုက်ပြီးနှုတ်ဆင်ထားပါမယ်ကျက်သွန်နီကျက်သွန်မိတ်ပဲပြားတို့ကိုလည်းအသစ်ပြင်ဆင်ထားပါမယ်ဝက်သားကိုအရင်ဆုံးစီးတက်ကြော်ပေးပါမယ်ဝက်သားအနှဲငယ်အယောင်ပြောင်းလာတဲ့အခါကျက်သွန်ဖြူထည့်ပြီးမွှေးလာအောင်ဆက်ကြော်ပေးပါမယ်ကျက်သွန်နီကျက်သွန်မိတ်တို့ကိုလည်းထည့်ပြီးအနက်မွှေးလာတဲ့အထိကြော်ပေးပါမယ်အခုဆိုရင်ကင်ချီရေအနှဲငယ်ထည့်ပြီးတည်ထားပေးပါမယ်ရတာအတွက်စာငံပြာရည်တို့ထည့်ပေးပါမယ်ပဲပြားကိုထည့်ပြီးဆက်တည်ပေးပါမယ်ဝက်သားနူးလာတဲ့အခါကျက်သွန်မိတ်ကိုထည့်ပြီးခဏအုပ်ထားပေးပါမယ်အခုဆိုရင်တော့ချင်းဆက်အရသာနဲ့ထမင်းတဝါကြီးစားလို့ရတဲ့ဝက်သားကင်ချီရင်ရရှိပါပြီ